ငရှင်းလေးထိုင်းလို့ချက်ပြပါမယ်ချက်တော့ဖြစ်စီတတ်တယ်ငရှင်းကအရင်ပြုတ်ထားပါတယ်နော်ငရှင်းမညီခြင်းဘူးဆိုဂျင်းတွေပါလေချက်တော့ဖြူတွေနဲ့ထည့်ပြုတ်ပါဗျာဝတ်ထားတယ်ချက်ပြမယ်ဒါရပါပြီငရှင်းပြုတ်ထားတာကြီးထည့်ပါလေဒီကောင်အစိမ်းတဲ့တယ်ရှောက်ဘလူးရဲ့တဲ့တယ်ခရူစီနဲ့တဲရံပြာကြီးဆက်ထားတာလေးတစ်စုံခွဲလောက်ထည့်မယ်ကျွန်တော်တို့ငရှင်းပြုတ်တော့ချိုရည်လေးရှိပါတယ်အဲ့ဒါလေးထည့်လိုက်မယ်အားလုံးရလေးနော်ဒီကဖောင်ရက်ထည့်ပါမယ်ဒီလိုဒီအဆောင်လေးတာလေးထည့်ပါဒီကောင်မုတ်ဖြူလေးထည့်မယ်နည်းနည်းပေါ့တဲ့ဆင်တော့ပြည်စီနဲ့ပဲငံပြားလေးထည့်လိုက်ပါပဲသားလေးနည်းနည်းလေးပေါ့တယ်ဆိုလို့ဆက်ခဲ့ပါမယ်ရပါပြီเนาะကြားငရှင်းဟင်းလေးရပါပြီချက်စားကြည့်ပါကျွန်တော်တို့ဆိုင်တော်တော်များများမှမရပါဘူးကျွန်တော်ဆိုင်ဒီမှာလည်းမရောင်းပါဘူးကျွန်တော်ကချက်ပြတာပဲရှိပါတယ်เนาะနီးပညာကိုတတ်ထားတာလေးမျှဝေတာဖြစ်ပါတယ်ကျေးဇူးပါကျွန်တော် chef ဆိုပါ